ကျွန်ုပ်၏ YouTube လုပ်ငန်းစဉ်ကျွန်ုပ်၏ရိုးရှင်းသော YouTube လုပ်ငန်းစဉ် Got an idea for your channel? First, hit record. Then, give it a quick edit and upload to share with the world. It's that simple. Start your YouTube. မင်္ဂလာပါလူကြီးမင်းများကျွန်တော်ရဲ့ channel ကိုပြန်လည်ကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာမြန်မာနိုင်ငံမှာ YouTube ဖန်တီးသူအသစ်တစ်ယောက်အနေနဲ့ကျွန်တော်ရဲ့ရိုးရှင်းတဲ့လုပ်ငန်းစဉ်ကိုမျှဝေပေးချင်ပါတယ်ကျမကဈေးကြီးတဲ့ပစ္စည်းကိရိယာတွေဒါမှမဟုတ်ရှုပ်ထွေးတဲ့ဒေးဖြတ်စနစ်တွေကိုမသုံးပါဘူးကျမကရိုးရှင်းတဲ့အစင်းစစ်လုပ်ငန်းစဉ်ကိုလိုက်နာပြီးတသမတ်တဲဖြစ်အောင်နဲ့ဆက်လက်တင်ယူနိုင်အောင်ကူညီပေးပါတယ်စလိုက်ရအောင်အပိုင်းတဲ့ဗီဒီယိုအကြံဉာဏ်များရှာဖွေခြင်းပထမဦးစွာကျမရဲ့တကယ်အတွေ့အကြုံကနေရိုးရှင်းတဲ့အကြောင်းအရာတွေကိုစဉ်းစားပါတယ်တခါတရံမှာကျမကမှတ်စုစာအုပ်ထဲမှာဒါမှမဟုတ်ဖုန်းထဲမှာအကြံဉာဏ်တွေရေးပါတယ်ကျမကအောက်ပါအကြောင်းအရာတွေကိုအခြေခံပြီးလေ့လာသင်ပါတယ် YouTube သင်ယူမှုကျွန်တော်ရဲ့ဖန်တီးသူခရီးအမှားတွေနဲ့သင်ခန်းစာတွေလှုံ့ဆော်မှုနဲ့တီးဖြတ်မှုလေ့ကျင့်ခန်းတွေပေါ့ရိုးရှင်းပြီးရိုးသားတဲ့အကြံဉာဏ်တွေကစတင်ဖို့လုံလောက်တယ်ဆိုတာကျမသိလိုက်ရတယ်အပိုင်းနဲ့ရိုးရှင်းသောဇာညွှန်းရေးသားခြင်းနောက်တစ်ခုကတော့ဇာညွှန်းတိုလေးတစ်ပုဒ်ရေးပါတယ်ပြီးပြည့်စုံအောင်ရေးဖို့မကြိုးစားပါဘူးကျမပုံမှန်ရေးလေးရှိတဲ့အချက်တွေကတော့မိတ်ဆက်အဓိကအချက်တွေအဆုံးသတ် message ဒါကကျမကိုပိုပြီးရှင်းရှင်းလင်းလင်းပြောဆိုနိုင်အောင်နဲ့အတန်သွင်းနေချိန်မှာအာရုံစိုက်နိုင်အောင်ကူညီပေးပါတယ်အပိုင်း3ဗီဒီယိုမှတ်တမ်းတင်ခြင်းပြီးရင်ကျမအတန်နဲ့ဗီဒီယိုကိုမှတ်တမ်းတင်ပါတယ်တခါတရံကျမသုံးပါတယ်ကျမဖုန်းခံစားပြင်မှတ်တမ်းတင်ခြင်းရိုးရှင်းသောပုံများအာမထုတ်လုပ်သောရုပ်ပုံများအစပြုဖန်တီးသူတယောက်အနေနဲ့ပြီးပြည့်စုံမှုထက်လေ့ကျင့်မှုကပိုအရေးကြီးတယ်လို့ကျမယုံကြည်ပါတယ်အပိုင်းလေးတီးဖြတ်ခြင်းလုပ်ငန်းစဉ်မှတ်တမ်းတင်ပြီးတဲ့နောက်မှာကျမတဲဖြတ်မှုစတင်ပါတယ်ကျမထပ်ထည့်တာကနောက်ခံတေးဂီတစာကရိုးရှင်းသောအကူအပြောင်းများပုံများနဲ့ဗီဒီယိုပိုင်းများတေးဖြတ်တာကအချိန်ယူရပေမဲ့ဗီဒီယိုတိုင်းကကျမကိုအသစ်ဆန်းတွေတင်ပေးနေပါတယ်တဖြည်းဖြည်းနဲ့ကျမရဲ့တေးဖြတ်မှုစွမ်းရည်တွေတိုးတက်လာပါတယ်အပိုင်း9ဗီဒီယိုအပ်လုပ်ခြင်းနောက်ဆုံးတော့ဗီဒီယိုကို YouTube မှာတင်လိုက်တယ်ကျမပြင်ဆင်ပါတယ်ခေါင်းစဉ်ဖော်ပြချက် tag များပုံသေး thumbnailပြီးရင်ဗီဒီယိုကိုထုတ်ဝေပြီးအတွေ့အကြုံကနေဆက်လက်တင်ယူပါတယ် Channel. Got an idea? Hit record, edit it, and upload. It's that simple. I'm just starting out too, and if I can do it, you can. Let's go. ဒါက YouTube ဖန်တီးသူတယောက်အနေနဲ့ကျမရဲ့ရိုးရှင်းတဲ့ workflow ပါပြီးပြည့်စုံတယ်လို့မဆိုနိုင်ပေမဲ့ရှေ့ဆက်သွားနိုင်အောင်ကူညီပေးပါတယ်ကျမရဲ့သင်ယူမှုခရီးကိုကြည့်ရှုပေးတဲ့အတွက်နဲ့အားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်တင်ငင်းချမ်းမှုရှိပါစေကျေးဇူးပြု၍ကြိုက်နှစ်သက်ခြင်းမျှဝေခြင်းမှတ်ချက်ပေးခြင်းနဲ့ subscribe လုပ်ပါ